တော်တော်ဒီဗီဒီယိုထဲမှာရေချောက်ပေါက်တာနဲ့ပတ်သက်ပြီးတော့ပြပြပေးမယ်ရေချောက်ကတော်တော်များများပေါက်ကြတယ်တချို့ဆိုအသက်ကြီးမှပေါက်တယ်တချို့ကျတော့လည်းငယ်ငယ်လေးတွေကပေါက်တော့တိတ်မမှတ်မိကြအောင်ပေါ့နော်အဲ့တော့အသက်နည်းနည်းရမှပေါက်တယ်ဒေါက်တာဆိုလို့ရှိရင်ရေချောက်က22အသက်22လောက်ပါပေါ့နော်စေးုံသွားရင်းနဲ့ child walk ပေါ့နော်ဒီကလေးစေးရုံပေါ့အဲ့မှာသွားရင်းနဲ့ကူးလာခဲ့တာအဲ့တော့မှတော်တော်ကိုခံစားခဲ့ရတယ်ပေါ့နော်အသက်ကြီးမှရေချောက်ပေါက်လို့ရှိရင်ပိုဆိုးတယ်ကွာအဲ့လိုမျိုးပေါ့အဲ့တော့ရေချောက်ပေါက်လို့ရှိရင်အမာရွတ်တီမကြံအောင်ဘလို့ထိမ့်သိမ့်မလဲဆိုတာရေချောက်ပေါက်တဲ့အချိန်မှာဘလို့ review site လို့ရတယ်လဲဆိုတာကိုတော့ဒါပြပြပေးမယ်အဲ့တော့ chicken pox လို့ခေါ်တယ်ရေချောက်ပေါ့နော်မြန်မာမှာခေါ်ကြတာကတော့အဲ့တော့ရေချောက်ပေါက်ပြီဆိုလို့ရှိရင်တော်တော်များများအတိမားကြတာကရေမချိုးရဘူးလို့သိကြတယ်အဲ့တော့ရေမချိုးရတဲ့ဘယ်နည်းလောက်နေမှာလဲပေါ့နော်ရေချောက်ပေါက်တော့ရေချောက်ပေါက်တော့ကဆိုလို့ရှိရင်တပတ်လောက်ကြာတယ်ပေါ့နော်တပတ်လုံးရေမချိုးလို့လည်းမရအောင်လीနော်အဲ့တော့ရေချောက်ပေါက်ပြီဆိုလို့ရှိရင်ရေချိုးလို့ရတယ်အဲ့လိုပြောလို့ရေကိုမနက်တရောချိုးနေခင်းတရောညတရောအဲ့လိုတော့မဟုတ်ဘူးပေါ့ကိုပုံမှန်ရေချိုးသလိုပဲတန့်စင်လို့ရတယ်ချိုးလို့ရတယ်ပြီးသွားပြီရေချိုးပြီးသွားပြီဆိုလို့ရှိရင်တော့တာဝါနဲ့ပေါ့နော်တပတ်နဲ့တအားကိုအကြမ်းမနဲ့နေတိုက်ပစ်တာတုတ်ပစ်တာမျိုးတော့မလုပ်နဲ့ဘာလို့လဲဆိုအမာရွတ်တီပါတွေကအဲ့မှာတအားကွာပြီးတော့မှပို့ပြီးတော့ပိုးဝင်နိုင်တယ်အသာလေးပဲတုပ်ပေါ့နော်တကူလုံးကိုလေအဲ့တော့ဒါရေချောက်ပေါက်တဲ့ချိန်ရေချိုးလို့ရတယ်နောက်တစ်ခုကရေချောက်ပေါက်တဲ့ချိန်မှာဟိုကမစားရအောင်ဒီကမစားရအောင်ဆိုတာထက်အာဟာရပြည့်အောင်စားပေးရင်ပို့ပြီးတော့ကောင်းတယ်အာဟာရပြည့်အောင်ဆိုတာကကိုပုံမှန်စားနေကြဟာထမင်းဟင်းအကုန်စားလို့ရတယ်အဲ့ဒါအောင်မှဟိုအရန်ဆက်လွန်းငံလွန်းချင်းလွန်းအဲ့ဒါမျိုးကြီးတော့မဟာတရားမစားနဲ့ပေါ့နော်နေလဲမကောင်းတာဖြစ်နေတာဆိုတော့လေတချို့က fever ရှိတယ်အဖျားရှိတတ်တယ်ရေချောက်ပေါက်လို့ရှိရင်အဲ့တော့အစားအသောက်မှာလည်းအာဟာရဖြစ်တာတွေကိုကောင်းကောင်းစားပေးရမယ်နောက်ပြီးလို့ရှိရင်ဓာတ်စားတောက်ပေါ့နော်hydration အရေးကြီးတဲ့အတွက်ရေများများတောက်ပြီးဓာတ်စားများများတောက်ပြီးရေချောက်က chicken pox က viral infection ဖြစ်တဲ့အတွက်သူ့မှာဟိုရေချောက်ပေါက်ပြီးဆိုဆေးတောက်လိုက်ပြီးတော့မှ bacteria infection လိုမျိုး bacteria ပိုးလိုမျိုးပျောက်သွားတာမျိုးမဟုတ်တော့ကိုယ်ခံအားတက်အောင်ပဲကိုကလုပ်ပေးရတယ်အတက်နိုင်ဆုံးတန်ရှင်းဆုံးဖြစ်အောင်နေရတယ်ပေါ့နော်နောက်တစ်ခုကရေချောက်ပေါက်လို့ရှိရင်သူကအရေးကြီးလေးတွေနဲ့အဖူလေးတွေရှိရဲတချို့ဟာတွေကျတော့လဲ6ကပ်ပြီးတော့မှအနက်ဖေးလေးလိုကြံခဲ့တယ်အရန်ရားတယ်ကွာအဲ့လိုအရန်ရားတယ်ဆိုလို့ရှိရင်လည်းမတရားကြီးဇွတ်တွေကုတ်ပြီးတော့ပေါ့နော်မလုံနဲ့ကိုအိမ်ကကလေးကိုသားသမီးပေါက်နေတယ်ဆိုလို့ရှိရင်လည်းအရန်ကြီးကုတ်နေတယ်ဆိုလို့ရှိရင်တို့ကို calamine ပါတဲ့ဟာပေါ့နော် color dry တို့ calamine lotion တို့နာမည်နဲ့ရှိပါတယ်အများကြီးပဲစေးဆိုင်မှာမေးဝင်ရတယ်ကွာအဲ့ဒါလေးတွေလိမ့်ထားပေးလို့ရတယ်အဲ့တော့တိတ်မကုတ်ဖြစ်တော့ဘူးပေါ့နော်ပြီးရင်6တောင်းရက်လေးခတ်ပြီးပေါ့တော်တော်မှဆိုစေးလေးလိမ့်လိုက်ရက်လေးခတ်လိုက်နဲ့နေရတာလीအဲ့တော့ဒါ calamine lotion လေးလိမ့်ထားပေးလို့ရတယ်ထိမ့်သိမ့်ကြီးလေးပေါ့နော်နောက်ပြီးအေးဝဝအိတ်အစာကောင်းကောင်းစားရေများများတောက်အဲ့လိုဆိုလို့ရှိရင် duration တိုးသွားတယ်ပေါ့နော်ကိုကတပတ်10ရက်လောက်ဖြစ်မဲ့ဟာ2ရက်3ရက်နဲ့ပြီးသွားတာလည်းရှိတတ်တယ်။ Okay နောက်တစ်ပိုင်းမျက်နှာမှာပါပေါက်တဲ့သူတွေရှိတယ်အများကြီးပေါ့နော်တချို့လည်းမျက်နှာတိတ်မပေါက်ဘူးနည်းနည်းတင်ပေါက်ပြီးသွားတယ်ပေါ့နော်တချို့ကြလည်းမျက်နှာမှာကိုပြုတ်စီပေါ့နော်မျက်ခုံးတော်တော်ဆိုအကုန်ပေါက်တယ်ပေါ့နော်တော်မမီသေးတယ်မျက်ခုံးမွှေးတွေရောအကုန်လုံးပါးတွေရောအကုန်မနေရလို့ကိုမကြံဘူးအဲ့တော့အဲ့လိုမျိုးပေါက်ပြီဆိုလို့ရှိရင်လက်နဲ့မကုတ်ဖို့အရန်အရေးကြီးတယ်လက်နဲ့ကုတ်မိပြီးကွာသွားပြီဆိုလို့ရှိရင်သူကပို့ပြီးတော့ပိုးဝင်လွယ်တယ်ပြီးလို့ရှိရင်နောက်တနေရာကိုပြန်ရောက်သွားပြီးတော့ကူးသလိုပြန်သလိုပုံစံပေါ့နော်ဖြစ်ပြီးတော့မှတလုံးပြီးတလုံးထွက်တော့တယ်အဲ့ကြအမာရွက်ကလည်းအများကြီးကြမ်းတတ်တယ်ပေါ့နော်လက်နဲ့အရန်မကုတ်မိဖို့လိုတယ်မျက်နှာကိုလည်းပုံမှန်တိုင်းဒါတော့ဒီ skin care ပေါ့နော် skin care လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအသားလေးမျက်နှာကို gentle cleanser လေးနဲ့မျက်နှာလေးတစ်ပြီးတော့ moisture လောက်လေးပဲလိမ့်ထားလိုက်ဟို make up ဒီပါတွေညာတွေအရန်ဖုံးတာအုပ်တာတတ်နိုင်ကြများမလုံနဲ့ပေါ့ရေချောက်ပေါက်နေတဲ့အချိန်ဆိုလို့ရှိရင်လေဟုတ်ပြီအမဲဆက်တွေကြံခဲ့ပြီဆိုရင်ဘယ်လိုလုပ်ကြမလဲအမဲဆက်တက်တာအောင်ကတော့နောက်ပိုင်းမှာနေလောင်ကာကိုတခြားလိမ့်ပြီးတာအပြင်သွားရင်ဂယူးဆိုင်တာပေါ့နော်ပြီးလို့ရှိရင်ဘာရှိအောင်မလဲကိုအတွက်အမဲဆက်တက်တာနိုင်တဲ့စီရန်တို့အဆန်တို့ပုံမှန်သုံးနေကြတဲ့မှာကိုထပ်ထည့်ပြီးသုံးပေးတာမျိုးတွေလုပ်လို့ရတယ်အဲ့လိုမှမဟုတ်ပဲနဲ့အချိုက်နေရောအမဲတွေရောအရန်ကြံခဲ့တယ်ဆိုရင်တော့အလှပကြီးရစီကမှာတွားပြီးတော့မှဟိုတင်တော်တဲ့လိန်နဲ့ဟာတင်တော်တဲ့စီလိန်စီဒါမှမဟုတ်လို့ရှင်လည်း treatment နေယူတာမျိုးတွေလုပ်တင်နေပေါ့နော်အဲ့တော့ရေချောက်ပေါက်ပြီးချင်းအမဲဆက်ကြံတဲ့ဟာတန်းပြီးကြံခဲ့တဲ့ဟာမျိုးဆိုလို့ရှိရင်ကိုယ့်ကိုရှောက်မလို့ဖဲနဲ့စိတ်ကနေမှသွားပြီးတော့မှလောက်တာတော့ပို့ပြီးတော့အဆင်ပြေတယ်မဟုတ်လို့ရှိရင်အကြာကြီးကြံခဲ့မှလည်းဆိုလို့ပေါ့နော်နောက်ပြီးတော့အချိုင်ကလေးတွေကြံခဲ့တယ်ဆိုလို့ရှိရင်လည်းသူက treatment ပိုင်းနေတော့သွားလို့ရတယ်ဒါပေမဲ့လည်းနည်းနည်းတော့ခက်တယ်ပေါ့နော်အချိုင်ကြံသွားပြီဆိုနည်းနည်းတော့ခက်တယ်အဲဒါကြောင့်မလို့တော့ကပေါက်တဲ့ချိန်မှာဂယူးဆိုင်ဖို့လက်နဲ့တအားမကုတ်ဖို့မလုပ်ဖို့ခုနပြောသလိုကလမင်းလိုဟာလေးတွေလိမ့်ထားဖို့လေးတွေပြောတာပေါ့နော်နောက်တစ်ခုက duration တိုးတယ်အစားလည်းတခြားစားရတယ်ကောင်းကောင်းလေးနလန်ထားနိုင်တယ်ဆိုလို့ရှိရင် duration တိုးရင်အဖုတွေဟွာတွေကလည်းအများကြီးမဖြစ်ဘူးပေါ့နော်
တက်တာလာပါလိမ့်မယ်အဲ့တော့အခုရေချောက်ပေါက်တာတွေတွေ့တယ်ဘာလို့လဲဆိုတော့တချို့ကတော့ဒေါက်တာစီမှာဝက်ချန်ဆိုပြီးတော့မှပြတယ်ဝက်ချန်ဆိုပြီးတော့မှကြည်နေရနေအကုန်သေချာလိုက်ရှာတော့မှရေချောက်လေးတွေဖြစ်နေရလဲရှိတတ်တယ်ပေါ့မှားတတ်တယ်နည်းနည်းတချို့ဆက်စချင်းဖြစ်ချင်မှာဆိုရင်နည်းနည်းမှားတတ်တယ်လीတချို့ကလုံးဝမဖျားတာလည်းရှိတာ哦အဲ့ဒါမျိုးလေးအကြောင်းပေါ့နော်အဲ့တော့ဒါကရေချောက်နဲ့ပတ်သက်ပြီးတော့မှထိန်းသိမ်းရမယ့်ဟာလေးတွေဂရုစိုက်တဲ့ဟာလေးတွေအချမ်းမြင့်ပေါ့နော်အိမ်မှာလုပ်လို့ရတဲ့ဟာမလုပ်တဲ့ဟာလေးတွေလည်းဒါပြပြသွားတာပေါ့လीโอเคဒါလောက်ဆိုရင်ရေချောက်ပေါက်ရင်ထိမ့်သိမ့်တတ်မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့ကလေးလေးတွေပေါက်တယ်ဆိုလို့ရှိရင်လည်းထိမ့်သိမ့်ပေးတတ်တာပေါ့နော်